Good morning, everyone. Good morning. ဒီမှာအချင်းတွေကိုချက်ချိုးလိုက်ရန်စနိုးတွေကတော့တောက်လို့ရလို့ပုံနေတယ်ဒီမှာကျွန်တော်မျိုးနဲ့25မိုင်ကိုလာပြီး Walmart delivery လာလို့လောက်တာဒီမှာဘလို့နေလို့ဘလို့စားကြလည်းမသိပါဘူးအင်ဒီလေးစနိုးတွေမှာမြုပ်နေပြီဒီမှာလမ်းမှာချက်ကြည့်ရလမ်းကိုချက်ချူကြည့်လိုက်ရဒီမှာဒီနာကအင်ဒီကနေလို့စနိုးတွေမှာမြုပ်နေပြီဘလို့နေလို့ဘလို့စားကြလည်းမသိပါဘူးကျွန်တော် Walmart ကနေလို့ delivery လာပို့တာဒီမှာကျွန်တော်အင်နဲ့ဆိုရင်မိုင်30ဝေးတယ်Walmart နဲ့ဆိုရင်25မိုင်ခရီးကိုလာပို့တာကျွန်တော်ဒီမှာကားကိုလေးဖြည်းလေးပဲမောင်းနေရတယ်အချင်းနေမကောင်းဘူးဆိုရင်ဟိုတာဖြစ်ရင်တောင်လေးတွေတဲလိုက်ဒါမှလှတယ်အရန်ကိုကြည့်လို့ကောင်းတယ်တဘာဝလေးတွေကနေလို့အရန်ကိုလှတယ်ဒီမှာစနိုးတွေဒီမှာ highway ကိုရောက်ပြီဒီမှာ highway မှာတော့ရှင်းနေတယ် highway မှာတော့ရှင်းနေတယ်ဒီမှာ